တကဘာလုံးကိုလေဘေးကနေကယ်တင်ပေးခဲ့တဲ့စပါနောက်ခံလူဗန်ဒီဗန်အားလုံးပဲပင်လာပါတော့ချက်အိုင်ဘတ်ခွန်ရှိကိုနဲ့ဖဖဖမစ်အေဂျင့်ကနေကြိုဆိုလိုက်ပါတယ်စပါတဲ့ယူရိုပါလိနိုင်ပွဲမှာဂိုးသမားနဲ့နောက်တန်းတို့ကအတော်လေးကိုအခရာကျခဲ့ပါတယ်ပရိုင်းပီကန်ဒီမှာရရှိခဲ့တဲ့ဂိုးတကိုစပါပွဲပြီးတဲ့အထိထိမှုစူးစမ်းခဲ့ပြီးတော့ဒုတိယပိုင်းမှာဆိုရင်ခန်းစစ်ပိုင်းမှာတောက်လျှောက်အာယုံဆိုင်ပြီးတော့ကစားသွားခဲ့ပါတယ်တမန်တိုင်းစစ်တွေနဲ့မိုင်းကိုပြန်လည်ဒုက္ခပေးဖို့ရည်ရွယ်ခဲ့တဲ့အောင်ရှိပေမဲ့တကယ်တမ်းမှာတော့စပါနောက်ထပ်ဂိုးသွင်းမှုမစူးစမ်းတော့ပဲရရှိထားတဲ့တကိုးပဲထိန်းနိုင်မှုစူးစမ်းခဲ့ပါတယ်မိုင်းကပွဲချိန်မိနစ်90ကျော်လောက်မှာလူစားပြောင်းလဲတွေပြုလုပ်ပြီးတောက်လျှောက်ဖွင့်တိုက်လာခဲ့ကဂိုးသွင်းခွင့်တွေလည်းအချင်းချင်းရရှိခဲ့ပေမဲ့စပါနောက်တန်းနဲ့ဂိုးသမားတို့ကြမ်းကြမ်းခံပြီးကာကွယ်နေတာကြောင့်မိုင်းအသင်းလည်းပွဲပြီးတဲ့အထိဦးမကွဲတိုင်းမပြတ်ဖြစ်ခဲ့ရပါတယ်ဒီတစ်ပိုင်းမှာဆိုရင်မိုင်းအသင်းခေါင်းတိုက်ချက်ချိန်ကဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲဦးတီနေပြီးတော့တေချာပေါက်ဂိုးပေးရတော့မယ်အနေထားမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသေးတယ်ဒီဘောလုံးစပါနောက်ကန်လူဗန်ဒီဗန်ကဂိုးစီးပေါ်ကနေခုံပြန်ကြော်လွှားပြီးတော့ရအောင်ရှင်းထုတ်ကာကွယ်သွားနိုင်ခဲ့ပါတယ်တကယ်လို့ဗန်ဒီဗန်သာရှင်းမထုတ်နိုင်ခဲ့ဘူးဆိုရင်ဒီကွာတေချာပေါက်ဂိုးပေးရမှာဖြစ်လို့မိုင်းတို့ခြေပါကိုရသွားခဲ့မှာပါပွဲအလှည့်ပြောင်းတော်မှာဖြစ်လာနိုင်တဲ့အခြေအနေဖြစ်ပါတယ်မိုင်းတို့စိတ်ဓာတ်လည်းတက်သွားနိုင်ပြီးတော့စပါဒီခြေပါကိုသာပေးလိုက်ရင်စိတ်ဓာတ်တွေတေချာပေါက်ကြာဆင်းသွားနိုင်ပါတယ်ဒီကိုသာဂိုးဝင်ခဲ့မယ်ဆိုရင်ဒီပွဲမှာမိုင်းကတော့ပြန်ပြီးတော့အနိုင်ရရှိသွားနိုင်တဲ့ပုံစံမျိုးတော့ဖြစ်သွားနိုင်ပါတယ်ဒိုသာဆွေတော့ဖလားရရဲ့လေမုန်တိုင်းတိုက်ဖို့ကြံနေကြတဲ့မိုင်းပရိသတ်တွေရဲ့လေတိုင်နှုံးကိုတကဘာလုံးကရစရာမရှိအောင်ခံစားဖို့ရှိနေပါတယ်ဒါကြောင့်ဗန်ဒီဗန်ကစပါအတွက်ကယ်တင်ပေးခဲ့တာမဟုတ်ပါဘူးတကဘာလုံးကိုလေဘေးသင့်ပြည်သူတွေမဖြစ်ရအောင်ကယ်တင်ပေးခဲ့တာလို့ပဲပြောရတော့မယ်ထင်ပါတယ်